မင်္ဂလာပါရှင်ဒါကတော့အချိန်ပိုင်းလောက်ကြအောင် sharing လုပ်တဲ့ဥစ္စာရဲ့ part 3ပေါ့နော်အဲ့တော့ဒီထဲမှာကပထမပတ်ဝန်းမှာဘာပြောလဲဆိုတော့အချိန်ပိုင်းလောက်ကိုဘယ်လိုရှာလို့ရလဲဆိုတဲ့ဟာကြီးပြောပြထားရဲပေါ့နော်နောက်တစ်ခုကပတ်2မှာじゃအချိန်ပိုင်းလောက်စရှာတဲ့အချိန်ကစပြီးတော့じゃကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေပေါ့ဒါကြီးကအားလျှော့ဖို့ပြောတာလည်းမဟုတ်ဘူးဒါကြီးကြုံတွေ့နိုင်တယ်ဒီပြောတော့ဒါလေးတည်းဘာကြီးပြောဒါလေးမြန်ငါအဆင်ပြေသလိုကြော်ဖြတ်သွားမယ်ဆိုပြီးတော့လုပ်ခဲ့တာကျမကိုယ်တိုင်လည်းအဲ့ဒီစိတ်နဲ့ထားခဲ့တာဒါကြီးကပြောတာဒီလိုပဲပြောနေကြတာပဲငါကြရင်ကတော့ဘယ်လိုလုပ်လိုက်မဟဲ့ဘညာလုပ်လိုက်မဟဲ့ဆိုတဲ့အတွေ့အများကြီးနဲ့လာလုပ်ခဲ့တွေ့ခဲ့ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့ရမလွယ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးခက်ခဲတွေကြုံတွေ့ရပြောတော့ကြတော့ဒီလိုမျိုးလေးဒါလွယ်ပြီးတကယ်ကြော်ဖြတ်တဲ့ချိန်မှာကြတော့အချိန်တွေအများကြီးနဲ့ရင်းပြီးတော့မှကြော်ဖြတ်ခဲ့ရတာပေါ့နော်အဲ့တော့ကိုလိုမျိုးအဲ့လိုမျိုးအချိန်တွေအများကြီးမကြော်ဖြတ်ရအောင်ခုနပြောရဲကျမဆိုလို့ရှိရင်ကျမအတွေ့အကြုံရဒီဂျာကီဆိုရဲ့ပြန်ရေးရတော့ဒီ topic sorry အချိန်တွေကိုကြော်ညာအချိန်တွေတင်တဲ့ဟာတွေဆိုရင်စောင့်ပြီးတော့ကိုကတခါရဲအဲ့လိုမျိုးတင်တာတို့ဘာတို့ပေါ့နော်အဲ့ဒီအချိန်တွေဆိုမှတ်ထားရဲညာတော့အဖြစ်မနက်ပိုင်းနေတထေးတွေသူတို့အားတဲ့အချိန်တွေတင်ကြတဲ့ဟာတွေပေါ့နော်တထေးတွေတို့တာဝန်ခံတွေတို့ပေါ့နော်အဲ့တော့ညာပိုင်းတင်တဲ့ဟာတွေရှိရဲညာပိုင်းဆိုလို့ရှိရင်နည်းနည်းမိုးချုပ်ပေါ့နော်အဲ့လိုတင်တဲ့ဟာတွေရှိရဲဒါမှမဟုတ်ဒီမနက်ပိုင်းတင်တဲ့ဟာတွေရှိအဲ့လိုမျိုးချိန်တွေဆိုကိုကတေချာမှတ်ထားပြီးအဲ့ချိန်တွေကိုကိုကတင်တယ်ပေါ့နော်အဲ့တော့အဲ့လိုချက်တွေကျမသိဖို့တော့ကအချိန်ယူခဲ့ရအများကြီးအဲ့တော့ကျမလိုမျိုးအချိန်ယူစရာမလိုဘဲနဲ့သိအောင်လို့ကျမ sharing လုပ်ပေးရပါတော့အခုဒီဗီဒီယိုထဲမှာじゃဘာ sharing လုပ်ပေးခြင်းလဲဆိုတော့အချိန်မှလုပ်တဲ့အချိန်မှာအခက်ခဲရှိရပေါ့နော်အဲ့လိုအခက်ခဲမဖြစ်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုပြီးတော့じゃဒီကိုရီးယားကိုခု6လပိုင်းလာမဲ့သူလေးတွေကျမကိုလာမေးထားကြတဲ့သူလေးအများကြီးပေါ့နော်အဲ့တော့ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ဟာလေးကိုဒီကျမကြုံတွေ့ခဲ့ရတဲ့အခက်ခဲလေးတွေကိုပြောပြပါမယ်ပေါ့နော်အဲ့တော့ခုနပြောသလိုကျမငါးကင်ဆိုင်လုပ်တဲ့အမဲသားကင်ဆိုင်လုပ်တဲ့အမဲသားကင်ဆိုင်ရောက်တဲ့အချိန်မှာပထမဆုံးစပြီးဘာကြုံတွေ့ရပြီလို့ဆိုမီနူးတွေမှတ်ရတယ်ပေါ့နော်မီနူးတွေမှတ်ရတယ်စပွဲကဘယ်ဝိုင်းကပါဆိုတော့အဲ့ဒီစပွဲပေါ်မှာကဒီဗာလဲသူတို့စပွဲကုံနံပါတ်လေးတွေကတင်ထားရင်အရေးမကြီးဘူးမတင်ထားဘူးဆိုရင်စပွဲကုံကကြက်နေရတာအလုပ်တစ်ခုပဲနံပါတ်ကဘယ်ဝိုင်းမှာဘယ်ဝိုင်းကဘယ်ထောင်လေးကဝိုင်းလေးကနံပါတ်ဘယ်လောက်ဆိုပြီးတော့ကြတော့လေစကားသာသူ့ဟာနဲ့သူကြာရင်တော့အသားကျသွားတော့ဟုတ်ပြီမရအစကားသာတော့အမားကြီးလောက်တာပေါ့နော်အဲ့ဒီဟာကြီးကြက်ရတယ်မီနူးတွေကြက်ရတယ်အဲ့မှာဆိုရင်အမဲသားခင်ဆိုင်မှာဖြစ်တဲ့အတွက်ကြောင့်မီနူးဆိုလို့ရှိရင်ဒီမီနူးဒီအသားဆိုလို့ရှိရင်ဒီအချင်းလောက်ရတယ်ဒီအသားဆိုလို့ရှိရင်ကြက်သွန်မျိုးထည့်ရတယ်မှုကဘယ်နှခုထည့်ရတယ်ဘယ်နှယောက်ဆိုဘလို့ပါဆလို့အဲ့လိုမျိုးဟာလေးတွေကဆလို့စပြီးတော့ကိုကမှတ်ရပြီပေါ့နော်နောက်တစ်ခုကကြတော့ဒီသူတို့မှကဘန်ချန်ပေါ့နော်အရန်ဟင်းနေချပေးတဲ့ဟာတွေရှိအရန်ဟင်းနေချပေးတဲ့ဟာတွေဆိုဆက်ဖာမှဆိုရင်ကိုကသွားဖြစ်ပေးရတာရှိရဒါမှမဟုတ်အဲ့လိုမျိုးလိုနေလို့ရှိရင်ဒီလာပြီးတော့တောင်းတဲ့ဟာတွေရှိရဒီ customer တွေကပေါ့နော်အဲ့လိုပြောတဲ့ဟာကြီးဆိုလို့ရှိရင်အဲ့ထဲမှာပါတဲ့ဟာကြီးဆိုရင်ကိုကဥမာထားပါတော့အသီးရွက်ဒီအရွက်လိုချင်တဲ့ထပ်ပေးပါအောင်လို့ပြောလို့ရှိရင်အဲ့အရွက်နာမည်ကကိုကကြက်ထားရအောင်မသိထားအောင်ပါပေါ့နော်အဲ့တော့မြန်မာလိုမျိုးဆိုရင်ခတ်တဲ့အရွက်တွေဆိုရင်နာမည်ရှိရလေနော်ဥမာကစုံရဘာညာကိုတိပြီးသားခင်ချီဘာညာဆိုတာတော့ဒါလူတိုင်းသိနေပြီးသားပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဥမာမြန်မာမှာဆိုရင်လည်းခက်တယ်ကိုနယ်ဘက်မှာမရှိရဲ့ရွက်တွေလည်းရှိရဲ့အဲ့လိုမျိုးပေါ့အဲ့မှာဆိုလို့ရှိရင်မသိတဲ့ဒီနာမည်တွေအတိရွက်နာမည်တွေကိုကစပြီးတော့ကြက်ရပြီဒီအသေးကိုဘယ်လိုခေါ်လဲဒီအချင်းကိုဘယ်လိုခေါ်လဲနာမည်တွေကနေစပြီးတော့ကြက်ရတယ်ပေါ့နော်အဲ့လိုမျိုးရှိရဲ့အဲ့တော့အဲ့ရနေမှာလဲကျွန်မအဲ့ဟာမှာလဲဟွာလောက်ပဲလုပ်လိုက်တယ်တလားမပြည့်ဘူးပေါ့နော်ရက်20ကျော်လောက်ပဲကျွန်မလှုပ်လိုက်တယ်လှုပ်ပြီးတော့ခါရောက်တော့အဲ့မှာကအနက်အနေနဲ့လည်းကျွန်မအဆင်မပြေဘူးဆိုအဲ့ရပြီးတော့ကြအဲ့မှာရှိရပတ်ဝန်းကျင်ကလည်းကျွန်မနည်းနည်းမကိုက်ဘူးဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတော့အလုံးစင်းပြီဆိုတာနဲ့ငိုပြန်တယ်အမြဲတမ်းရထားမိရဲ့ခါဆိုလို့ရှိရင်ရထားပေါ်မှာငိုပြီးတော့ပြန်နေအဲ့လိုမှမဟုတ်လို့ရှိရင်ဒီဗာလဲကားစီးပြီးပြန်ရတဲ့ခါဆိုလို့ရထားမမီလို့ကားနဲ့ပြန်ဆိုကားပေါ်မှာလည်းငိုတယ်တောက်လျှောက်အရန်စိတ်တွေပင်ပန်းပြီးရခါရောက်တော့ကြတော့ငိုပြန်ရတဲ့ရက်တွေရှိရေပေါ့နော်အဲ့ဒါကတော့ customer ရဲ့ဒီဆိုင်ပိုင်ရှင်တွေရဲ့ကိုရဲ့ဒီမတိသေးတယ်မလုတ်တက်သေးတဲ့ဟာကြီးဂျားထဲမှာဒီခံစားရပြီးတော့ကြတော့အဲ့လိုမျိုးဖြစ်တဲ့ဟာကြီးပေါ့နော်တ
ချို့ customer တွေကြလဲကိုကနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့နားလဲအောင်ပြောပေးရဟာရှိရချို့ကြလဲအဲ့လိုမဟုတ်ဘူးနည်းနည်းရိုင်းတဲ့ဟာတွေကလည်းရှိရပေါ့နော်အဲ့တော့ဘယ်လိုပဲနေနေအမေသားခင်ဆိုင်မှာရအရက်တွေရောင်းတာဖြစ်တဲ့အတွက်ကြောင့်မူးယူနေတဲ့ဟာတွေကလည်းရှိရမူးတဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးဟာတွေရှိရအဲ့တော့နောက်တစ်ခုကကျတော့ဒီအခုလက်ရှိကျမလုပ်နေတဲ့ coffee ဆိုင်ပေါ့နော် coffee ဆိုင်မှာဆိုလို့ရှိရင်ကျမဘာခေါ်မှအောင်မသိရအဲ့တော့အခေါ်တွေစမှတ်ရရဲ့ဥမာ coffee latte တို့ coffee cappuccino တို့ americano တို့ဒီလိုမျိုးဟာတွေဆိုလို့ရှိရင် menu တွေကဘယ် menu အောက်မှာသူကဒီကွန်ပျူတာနဲ့ဒီ order ကိုကျွန်တော်တို့ကလက်ခံရပြီဆိုလို့ရှိရင်အဲ့ဟိုသူက menu တစ်ခုကိုမှာလိုက်တယ်ဆိုအဲ့ဒါက category ဘယ်အောက်ရဲ့အောက်မှာရှိတယ်ဆိုတဲ့ဥစ္စာကြီးဟိုလောက်တယ်ပေါ့နော်အေးလားအပူလား latte ဆိုရင်သူကနွားနိုးနဲ့သက်ဆိုင်တဲ့ဟာတွေဆိုအဲ့အောက်မှာ smoothie နဲ့ပတ်သက်တဲ့ဟာတွေဆိုသူအဲ့လိုမျိုးကိုကလေအဲ့ဟာအတွက်ကိုပြန်ပြီးတော့ analyze ပြန်လုပ်နေရဒါက coffee နဲ့လောက်ရတဲ့ဟာလားဒါကနွားနို့ပါတဲ့ဟာလားဒါဆိုရင်ဘယ် menu ဘယ် category အောက်မှာသွားရှာရမှာလဲဆို category အောက်မှာ menu တွေကအများကြီးပဲအဲ့လိုမျိုးပါကြီးကြည့်ရတယ်ပေါ့အဲ့တော့ကြည့်ရပြီဆိုရင်တော့ပြီးရင်တော့မှကျမတို့ကဘာရှိလဲဆိုလက်ရှိပြီးကြည့်ရတယ်လက်ရှိပြီးပေါ့နော်အဲ့ထဲမှာပါတဲ့ဟာတွေကနွားနို့ကဘယ်နှ gram ထည့်ရမယ်တို့coffee ကဘယ်လောက်ထည့်ရမယ် chocolate sausage ကဘယ်လောက်ထည့်ရမယ်ဒီလိုမျိုးဟာကြီးဆိုလို့ရှိရင်မှတ်ရတာရှိရကြက်ရတာရှိရပေါ့နော်အဲ့တော့အဲ့ဟာကြီးကြက်ရတယ်နောက်တစ်ခုကじゃအဲ့လိုမျိုးသိရင်တော့မှထားပါတော့ခုံမူလက်သေးမှာရယ်ဆိုလို့ရှိရင်အဲ့ခုံမူလက်သေးဆိုတဲ့ဥစ္စာကဘယ်နားမှာရှိရလဲအထက်မှာရှိရလားရေခဲတရာထဲမှာထားတဲ့ဟာလားအပြင်မှာအမှုန့်လားဒီလိုမျိုးဟာကြီးသိရတဲ့ဟာကြီးအများကြီးပေါ့နော်အဲ့လိုမျိုးဟာကြီးဖြစ်တဲ့အတွက်ကြောင့်ပြင်ဆင်မဲဆိုလို့ရှိရင်ကိုကဒီအမေသားကဆိုင်နဲ့ပတ်သက်တဲ့ခေါ်အခုဆို AI နေမှာမေးလို့ရတယ်အဲ့အလုံးမှာသွားပြီးတော့လောက်အောင်မယ်ကျွန်မဘာမှမသိသေးဘူးအဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်လေးကျွန်မဝေမျှပေးပါကျွန်မသိရမယ့်အချက်လက်လေးတွေပြောပေးပါဆိုပြီးလိုက်ရှာပြီးတော့ကြတော့ကိုကလေးချင်းလို့စပြီးတော့လေ့လာလို့ရတယ်လေးချင်းလို့ရကော်ဖီဆိုင်ဆိုလည်းအဲ့လိုပဲကျွန်မဒီမှာအချိန်မှန်လို့လောရတော့မကျွန်မဘာတခုမှမသိသေးဘူးအဲ့အတွက်ကြောင့်မို့အဲ့ဒါနဲ့ပတ်သက်တဲ့လေ့လာရမယ့်ဟာအရင်ဆုံးသိထိုက်တာကိုကျွန်မတို့ပြောပြပေးပါဆိုပြီးကျွန်မအဲ့လိုမျိုးလေ့လာရဲပေါ့နော်အဲ့တော့အခုလက်ရှိလဲကိုရီးယားကိုတော့မရောက်သေးဘူးလာဖို့အတွက်ပြင်ဆင်နေတဲ့သူတွေဆိုလို့ရှိရင်ဒါလေးတွေပေါ့နည်းနည်းပါးပါးကိုကလေးလာကြည့်ပေါ့နော်ဒီမှာအများဆုံးလုပ်တဲ့ဟာတွေကစားတောက်ဆိုင်တွေမှာလုပ်ကြရဲကင်ဘတ်ဆိုင်ကြက်ကြော်ဆိုင်ဒီလိုမျိုးဟာတွေအဲ့ဒါနဲ့ပတ်သက်တဲ့ဟာဆိုအခြေခံဘာတွေသိထားမလဲဘာညာဆိုတဲ့ဟာမျိုးတွေလေးလာထားလို့ရတယ်ပေါ့နော်နောက်တစ်ခုပြင်ဆင်လို့ရတဲ့ဟာကကိုယ့်တို့အရေးကြီးဆုံးတစ်ခုကဘာလဲဆိုတော့ဘာသာစကားလေးလာတဲ့ဟာပါဘာသာစကားရထားရဲဆိုလို့ရှိရင်မဆိုးဘူးပေါ့နော်ဥမာအရင်ဗီဒီယိုဖိုင်တွေမှာလည်းပြောသလိုပေါ့ကိုကစကားမရဘူးဆိုတော့ဒီပကံစီးရတယ်ပဲထားပါတော့ပကံစီးရတယ်ဒါရှက်စရာမဟုတ်ဘူးပေါ့နော်ဒါကိုဟာနဲ့ကိုလှုပ်တဲ့ဟာမှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တမအစီဝါလှုပ်ပဲပေါ့နော်အဲ့တော့တကယ်လို့ဒီပကံစီးဟာမှာတော့စကားတိတ်ပြောစရာမလိုပေမဲ့ဥမာမိဖို့ကြောင့်ထဲမှာလှုပ်တယ်ပဲထားပါတော့တတိယဟဲ့ငါ့ကိုဒီစားလေးယူပေးပါဟင်းညွန်မုံယူပေးပါဒီလိုမျိုးဟာလောက်ကတော့ကိုကသိရပေါ့အဲ့လိုမဟုတ်ဘဲဟိုစင်အောက်မှာရှိတဲ့ပကံများလေးကိုယူပေး4000လေးဒီလိုမျိုးပြောရတာဆိုအဲ့အောက်မှာရှိရဗာလေးထားတာအဲ့ဒါလေးကိုယူခဲ့ဟိုဟာလေးကိုနည်းနည်းလေး short ထည့်လိုက်ဟိုဟာလေးကိုနည်းနည်းများထည့်လိုက်ဒီထဲမှာဆိုရင်ဘယ်ဟာဖယ်ရမယ်နော်ဟိုဟာမထည့်ရအောင်နော်ဒီလိုမျိုးပြောတဲ့ဟာကြီးအများကြီးပဲရှိရပေါ့အဲ့ဒါခါရောက်တော့ကိုကဒီသူတို့စကားကိုပြန်မပြောတတ်ရင်တောင်မှနားလည်နိုင်ဘူးလေလူသေးရပေါ့နော်အဲ့တော့အခေါ်တွေအများကြီးပဲမြန်မာပြည်မှာတော့မှအကိုမသိတဲ့အခေါ်တွေအများကြီးရှိတယ်လို့ဒီမှာစာတင်နဲ့တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံဆိုတာကျွန်မအနေနဲ့ပြောရလို့ရှိရင်အိမ်တိန်မှာဆိုလို့ရှိရင်အိမ်တိန်ဆောက်မယ်ဆိုရင် foundation ပုံစံမျိုးfoundation ချလိုက်တဲ့တိုင်လေးထောင်လိုက်တဲ့အဲ့လောက်ပဲရှိသေးတယ်တကယ်ကြုံတွေ့ရတဲ့အခါမှာအိမ်ကိုလှဆင်လို့ပဲအများကြီးလိုအပ်တယ်မင်းမသိတဲ့ဟာတွေကတကယ်လက်တွေ့မှာသုံးနေတဲ့ဟာတွေကအများကြီးရှိသေးတယ်တကယ်ကိုအများကြီးကျန်နေရဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘက်ကပေါ့နော်သူတို့စကားကိုပြန်မပြောနိုင်ရင်တောင်မှနားလေအောင်ဘာပြောတာလဲဆိုတာနားလည်နိုင်အောင်အရင်လုပ်ဖို့အတွက်ဆိုရင်အဲ့ဒီပတ်ဝန်းကျင်မှာဒီစကားပြောနေတဲ့ပတ်ဝန်းကျင်တွေမှာကိုကရှိဖို့လိုအပ်တယ်အဲ့တော့ခါရောက်တော့ကျမအနေနဲ့ညွှန်ညင်တာကတော့ပြင်ဆင်နေတယ်ဆိုရင် YouTube တွေကနေလေ့လာပါနားထောင်ပါနောက်ပြီးတော့ကျွန်တော်စကားပြောတွေလေ့ကျင့်ပါtopic level ရအောင်လုပ်ပါလို့ကျွန်မအဲ့ဒီဥစ္စာလေးပြောချင်ပါတယ်ပြောချင်တဲ့အရာတွေကတော့အရင်များတယ်ပေါ့နော်များပေမဲ့လည်းနည်းနည်းချင်းစီပဲပြောလို့ရတာဆိုတော့ပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာဒီလောက်လေးနဲ့ဖြတ်လိုက်ပါမယ်နောက်ဗီဒီယိုမှာထပ်ပြီးတော့ဆုံးမြပါမယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်